Namo Namet Nyaya Nadiva Namo Namet Paduma Kimasai Ayanima Aye Pare Achelati Yadanari Puwaku Piaule Zile Abhutante Tulenka Kanari Shini de Sura Tini Joe Jansen Chidai Mabe Namo Namet Nyaya Nadiva Shidilu Nadiva Lu Pure Niyama Nadiga Atet Nabi Mandiri Nadilishi Atet Nabi Maro Niri Tavime Abebo Suyade Nadiwari Lemishibula Yama Mendo Paru Droga Auga Nayebi Suyajan Ero Namo Namet Nire Kama Namo Namet Tadilibido Nisin Koye Josu Koye Duiko Koye Loyati Tadi Matare Khan A Job Chitin and Chipene Namo Namet Nilu A Job Medai Mishibula and Rulashide Taja Natiwa Suriniama Attack Suyare Nadile Pari Auku Suyare Nadiwa Le Pari Namo Namet Nyaya Nadiwa Titia Wepin Sugria Sabio from England Mavashide Tiu Piamajoati The Bible they are Lam Hobu Ayo Ajem Ayonema Patia Hoya and Kaumaro G Halipola Namo Namet Nyaya Nadi Namo Namet needed Pachamulu So you named Ayari I didn't Namo Namet to Yatambu Matara Ayari Goa Kayusa Champion 3 Lake Kala Champion Shippo 9 day a Judian Erarivo Tinina Lidama Tiana needed Tiana Beta Deo away Mantiana needed Tiana Beta Deo Say him and alone in sentient Sitilo The council paper The council and Jova Namo Namet Nyaya Nadiva Tabi Yuran Yana the King Yazapaya Tamanda Buddha Yazapaya Hold it the Yano Lays and our paddle The lone and a jincho Piro Joya Namo Namet Menine Parero Namo Namet Menine Apamadi Natapa Tita The Titalo, the Kargacharo, the Halego, the Pekka, positive Pekka, Piam Piro Puri, Namo Namet Menine Zero, negative Pekka, so much. Positive Pekka, Piam Piro Puri, the Titalo 9, Papino, Napan Pine, the Titalo 9 of Papino, Napan Pine, the Titalo of Gold, a Joman. Rajan the deeper hand, the deep Kamare, Sasa Yaya. Say to Demu, say say Kon Ari Sasa Yaya. Say Dinyandi, second people like that. Karuna and Mudida Sure. Say Yetana, a mutity, any quality are longer. The D Sure. A ye do to Kuriani Lana, Pay Dueni Lado, the D so that ye do any Lana, the Dishia, the Dishima, Janehari, to Sabilo, to Sabilo Lani, Sabilo Pona. And you know, Kone and Nina Besabilo Jova
နေ့တိုင်းမဟုတ်တာတော့မှ2ရက်3ရက်တစ်ကြိမ်အနည်းဆုံးတစ်ပတ်ကိုတစ်ကြိမ်ဈေးသွားမဝယ်ရဘူးလားဈေးသွားဝယ်ရတယ်ဈေးသွားဝယ်တဲ့အခါမှာဈေးဆိုတာအရက်တခါကလူတွေနေရာတိုင်းအရက်လေးမျက်နှာတွေစုံစည်းတဲ့နေရာအဲ့ဒီအရက်လေးမျက်နှာစုံစည်းတဲ့နေရာမှာလူချင်းတွေ့ချင်းတွေ့ရင်အတင်းပြောတဲ့နေရာကိုမဖြစ်နိုင်ဘူးဖြစ်နိုင်တယ်နမောနမနေရင်ဘယ်သူကတော့ဘာဖြစ်တယ်လဲကြားပြီးပြီလားမကြားသေးဘူးအေးငါဒီလိုကြားတာလေအတင်းပြောတဲ့အခါမှာအကောင်းတွေးပြီးတော့ပြောတာလားအဆိုးတွေးပြီးတော့ပြောတာလားအဆိုးပဲတွေးပြီးတော့ပြောတာအဆိုးပဲတွေးပြီးတော့ပြောရင်လူသားတွေရဲ့နှလုံးသားထဲမှာဂျပန်တရားပြောတယ်ဂျပန်ဗုဒ္ဓဘာသာနဲ့လူသားတွေရဲ့နှလုံးသားထဲမှာဝင်ဘလွေနှစ်ကောင်ရှိတယ်အနက်တစ်ကောင်နဲ့အဖြူတစ်ကောင်ရှိတယ်မကောင်းတာတွေးတိုင်းမကောင်းတဲ့စိတ်ခံစားမှုခံစားရတိုင်းဝင်ဘလွေအနက်ကိုပဲအစာကျွေးတယ်တဲ့ဘယ်သူ့ကိုအစာကျွေးတော့အနက်ပဲအစာကျွေးတယ်အဲ့ဒီအချိန်မှာဝင်ဘလွေအဖြူကအစာငတ်နေတယ်အတင်းပြောတဲ့အချိန်မှာလူတယောက်ရဲ့မကောင်းအကြောင်းကိုပဲကိုပြောတဲ့အခါကျတော့လူတယောက်ရဲ့မကောင်းအကြောင်းဆိုတာအိမ်နီးနားချင်းအကြောင်းဖြစ်မယ်ကိုယ့်ရဲ့တငယ်ချင်းအကြောင်းပဲဖြစ်မယ်ကိုယ်အစိုးရအကြောင်းဖြစ်မယ်ကိုယ်နိုင်ငံအကြောင်းဖြစ်မယ်ဘေးနိုင်ငံအကြောင်းဖြစ်မယ်ကိုယ်ဘာသာအကြောင်းဖြစ်မယ်သူများဘာသာအကြောင်းဖြစ်မယ်အဲ့ဒီလိုအတင်းပြောရဆိုရင်မကောင်းတဲ့အချက်တွေ negative ဖြစ်တဲ့ဟာတွေနည်းနည်းရှိရင်များများချက်ပြီးတော့ပြောတတ်တယ်အတင်းပြောရဆိုတော့သူကအယံကိုငြိမ်ရရှိချက်ရရှိတာအယံကိုအရာသာရှိတယ်အယံကိုအရာသာရှိအတင်းပြောရဆိုရင်မကောင်းတာပြောတော့မှလူတွေအများစုကတော့ပြုံးပြီးတော့ပြောတယ်ပြုံးပြီးတော့ပြောတယ်ဒါမှပြုံးပြီးတော့ပြောရဲဆိုပေမဲ့ဂျပန်ဗုဒ္ဓဘာသာကြီးအဆိုရှိကြလို့ဝင်ဘလွေအဖြူနဲ့အနက်ပဲအယောင်ကိုကိုယ်ကျွေးနေတာတော့အနက်ရောင်ပဲကျွေးတယ်အဲ့ဒီအနက်ရောင်ကိုအကုသိုလ်ကံလို့ခေါ်တယ်ဘာလို့ခေါ်လဲအကုသိုလ်ကံလို့ခေါ်တယ်နမောနမနေတဲ့ခါကျတော့အပတ်စဉ်သွားပြီးတော့ဝယ်ရတဲ့ဈေးနေ့တချို့လို့ဆိုရင်နေ့တိုင်းတော့သွားဝယ်တယ်နေ့တိုင်းသွားဝယ်တဲ့ဈေးသွားဝယ်တာမဝယ်ဘဲနဲ့နေလို့မရဘူးမစားလို့မှနေလို့မရတာမလုပ်ပဲနဲ့နေလို့မရတဲ့ဈေးဝယ်ခြင်းအစာအာဟာရချက်ခြင်းအလုပ်ကိုသွားလို့လုပ်တဲ့နေရာမှာမလုပ်ပဲနဲ့ဖြစ်တဲ့ gossip ဆိုတဲ့အတင်းပြောတာကိုလုပ်ခဲ့တယ်ဒါပါဖြစ်လို့လို့ဆိုနမောနမနေလို့နမောနမဖြစ်သွားအဲ့ဒီလိုနေရင်အခုသိပ္ပံဉာဏ်ရှင်များပြောတယ်ဘုန်းတော်ဖြစ်တယ်ဒီတိုင်းနေတော့မသိသေးဘူးပြောလို့ကောင်းတဲ့ချိန်မှာအတင်းပြောကောင်းတဲ့ချိန်မသိသေးဘူးဒါပေမဲ့အရေးရဲ့အကြောင်းရဲ့ပေါ်လာပြီဆိုရင်စစ်တပ်လည်းကြာနိုင်တယ်စစ်တပ်လည်းတက်နိုင်တယ်ဆိုတော့ဒီလမ်းစုံလမ်းကွာမှာအဲ့လိုရောက်နေတဲ့ချိန်အဲ့လိုရောက်နေတဲ့ချိန်ဆိုဒီမြေဝင်းပလွေအနက်ကိုပဲအမြဲတမ်းအစာကျွေးတိုင်းလူကဝင်းပလွေအနက်ကအားကောင်းတဲ့ခါကျတော့သူကပဲထွက်ပြီးတော့ဟောင်းတယ်သူကပဲထွက်ပြီးတော့ဦးစီးတာတဲ့သူဦးစီးတဲ့ခါကျတော့အထက်ကိုဆွဲမလားအောက်ကိုဆွဲမလားအောက်ပဲဆွဲမယ်စိတ်တကြပဲလုပ်တယ်အခွင့်အလမ်းတွေပေါ်တိုင်းစိတ်တကြတဲ့လူကအခက်အခဲတွေပဲတွေ့တယ်မဖြစ်နိုင်ဘူးထင်တယ်ကြီးစံမောင်သူများတွေလောက်တာဖြစ်နိုင်တယ်သူတို့ကတော့ဘာတွေအောင်လို့ဘယ်သူတွေနဲ့သိလို့ငါတို့တော့မဖြစ်နိုင်ဘူးဆိုရင်မဖြစ်နိုင်တဲ့အပိုင်းကပဲတွေ့တယ်မဟာစနကမင်းသားလေမြုပ်တဲ့အခါမှာသင်္ဘောဒီပင်လေထဲမှာသင်္ဘောမြုပ်တဲ့
ဝင်မလွေအနက်ကိုခဏခဏကြွေးတိုင်းလို့ကြတော့လမ်းမမြင်ကမ်းမမြင်ပင်လယ်ကိုကြည့်ပြီးတော့စိတ်ထက်ပဲကြတယ်စိတ်ထက်ပဲကြမဟာစနကမင်းသားကြတော့စိတ်ထက်ပဲကြအောင်ပင်လယ်ကျန်းတဲ့ချင်းတူတူပဲလမ်းမမြင်ကမ်းမမြင်အနေခြေနေချင်းနဲ့တူတူပဲနစ်မဲ့သင်းပေါ်တယ်တူတူပဲအဲ့ထဲမှာနေတယ်တခြားလူ4-500သူတို့ကတော့လေမမြုပ်ခင်ကလေးအားကိုစိတ်သက်တည်ကြားပြီးတော့လက်လျှော့နေတယ်ဒီပါလက်လျှော့နေစိတ်ကလက်လျှော့ရဆိုခန္ဓာကိုယ်ကမရှိတော့ဘုံဘုံအသက်ငယ်ငယ်တော့2 ဝါ 3 ဝါလောက်ရတဲ့ချိန်တော့အရန်ကြီးတိတ်နေမကောင်းအရန်ကြီးနေမကောင်းနေမကောင်းပြီးတော့ဒီပြန်ပြီးနလန်ထခါစားပဲရှိသေးတယ်အဲ့ဒါတောင်တက်ကြတာဘုံဘုံကိုလိုက်ဖို့တဲ့လူတန်လူစွမ်းတွေကဟိုကပ္ပိယတွေရောပါတယ်နောက်ဥစဉ်လေးတွေတခြားဥစဉ်လေးတကယ်တောင်တက်တဲ့ခါကျတော့သူတို့ကနောက်မှကျန်ဘုံဘဖြည်းဖြည်းလေးတက်အသက်မမှန်လေးရှူပြီးတော့ဒီလေးတက်သွားတယ်တကယ်တက်တဲ့ခါကျတော့အင်အားကောင်းတဲ့ဆိုတဲ့လူတွေကနောက်မှကျန်ဖြည်းဖြည်းပဲတက်တဲ့ဘုံဘမမှန်လေးတက်တဲ့ခါကျတော့နောက်ဆုံးကျတော့သူတို့ရှိစိုးပြီးတော့လည်းရောက်တယ်မှန်တယ်တောင်းပုံအဲ့ဒါကြောင့်လောကနိတိထဲမှာတောင်းတက်တယ်ဆိုရင်ဖြည်းဖြည်းတက်ပါဆိုပြီးတော့ပြောထားတယ်တောင်းတက်တာသူကမာရသွန်ပြေးတာမတူဘယ်ချိန်မှာအင်အားကိုထိန်းထားမယ်ဘယ်ချိန်မှာအသက်ကိုဘယ်လိုရှူရမယ်ဆိုတော့အဲ့ဒီနီးလန်းတွေ technique တွေရှိတယ်တောင်းတက်သမားတွေအဲ့တော့ဆိုလိုတာကစိတ်ဓာတ်ကတိတ်အရေးကြီးတယ်တိတ်အရေးကြီးဘုံတော်နိုင်ချာမှာနေတာများတဲ့ခါကျတော့30နှစ်အခုဒီပြီးခဲ့တဲ့2 နှစ် 3 နှစ်ကြာမှာမြန်မာပြည်တစ်ဝက်နိုင်ချာမှာတစ်ဝက်လို့စပြီးတော့နေတယ်အဲ့မှာနေတဲ့ခါကျတော့မြန်မာပြည်တောင်မသိပဲနဲ့ဟိုပြောလို့ဒီနေ့ရတော့မှဖိတဲ့ CEO ကြောင့်လာပြီးတော့တရားထိုင်တာသူပြန်သွားတာသူတရားထိုင်လို့စိတ်ချမ်းသာတဲ့အကြောင်းဒီလူတွေခရုဏာမေတ္တာရှိတဲ့အကြောင်းပေါ်ရွှေတဲ့အကြောင်းရေးပြီးတော့မြန်မာပြည်အလယ်လာဖို့သူပြောတဲ့ဟာလူတွေကဝိုင်းပြီးတော့ပြောကြတယ်ဝိုင်းပြီးတော့သူ့ကိုရှုတ်ချတယ်မြန်မာပြည်ကမှသူတို့တော်များများကအမြင့်မကြည့်တာဘူးသူ့ကိုဝေဖန်နေလို့အဲ့လိုနေရာမျိုးမှာနိုင်ချားမှာဆိုနေတူကတွေ့နေတယ်ရှောင်လို့မရဘူးမြန်မာပြည်ထဲမှာကျတော့ကိုယ့်ဘာနဲ့ကိုရက်ခွဲနဲ့ကိုအိမ်နဲ့ကိုနေရာနဲ့ကိုနေတဲ့ခါကျတော့ဘယ်နိုင်ငံခြားသားမှလာပြီးတော့ကိုယ့်ကိုဒီမှာအဲ့လိုလာမပြောဘူးနိုင်ချားမှာနေတဲ့ခါကျတော့သူတို့နေရာဆိုတော့သူတို့ကပြောတယ်ဆိုရင်အဲ့လိုနေရာမျိုးမှာတတိလေအလွယ်တကူဒေါသဖြစ်နေတယ်ဒါကို emotion management ကိုယ့်ရဲ့စိတ်ခံစားမှုနမောနမဲ့ဒီတိုင်းနေပြီးတော့တတိမထားမိဘူးဆိုအလွယ်တကူဒေါသဖြစ်တယ်ခါစိတ်ထဲမှာမခံကျင်တာတွေဖြစ်တယ်အဲ့ဒါတွေကိုမနေပြန်ပြီးတော့တတိနဲ့ကတ်ထားတယ်တတိနဲ့ကတ်ထားပြီးတော့သူတို့ကိုဘယ်လိုပြန်ဖြေတော့စိတ်ဟုတ်တယ်ခင်ဗျားတို့ကတော့သတင်းစာတွေ television တွေကနေပြီးတော့နာတကာ television တွေပြောတယ် negative ဖြစ်တဲ့အရာတွေပဲပြောတယ်တစ်ဖက်တည်းမပြောဘူးကျတို့နိုင်ငံမှာပြည်သူတွေရောအစိုးရရောတပ်မတော်ရောရှိတဲ့ပြဿနာတွေကိုဘယ်လိုကြိုးစားပြီးတော့ဖြေရှင်းနေတယ်ဆိုတာခင်ဗျားတို့ကြားလို့လားဆို
ဘာလို့နေတယ်အဲ့ဒါနဲ့ဘုံဘုံကိုတိထားတယ်အဲ့ဒါတွေမေးတယ်ဒါကိုသိပြီလားမသိသေးဘူးဒါကိုသိပြီလားဒါကိုသိပြီလားမသိသေးဘူးကျုပ်တို့နိုင်ငံအကြောင်းနိုင်တိအကြောင်းပဲတွေးတယ်မကောင်းတဲ့အကြောင်းပဲတွေးရင်ခမားပဲအုံနောက်ပြတ်မှာကျုပ်တို့မှာကောင်းတဲ့အများကြီးအနောက်နိုင်ငံမှာသိပ္ပံပညာရှင်တွေအခု mindfulness and science ဆိုပြီးတော့သတိပဋ္ဌာန်နဲ့သိပ္ပံပညာဆိုပြီးတော့လုပ်နေတဲ့သူတွေနာတွေ1986ခုနှစ်လောက်ကစပြီးတော့လုပ်ဒါကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ဘုရားကြီးတို့မာစီဆရာတော်ဘုရားကြီးတို့နိနာလေးတရားလေးကိုယူပြီးတော့သူစတင်လုပ်ခိုင်းကြစတင်လုပ်ခိုင်းကြအခု2013ခုနှစ်လောက်ကစပြီးတော့တစ်နှစ်ကိုဒီသတိပဋ္ဌာန်နဲ့သိပ္ပံပညာပေါင်းပြီးတော့သူတေနာလုပ်ပြီးလူသားတွေရဲ့ဥနောက်ဘယ်လိုဖွံ့ဖြိုးအောင်လုပ်နိုင်တယ်စိတ်ချမ်းသာအောင်ဘယ်လိုလုပ်နိုင်တယ်ကုမ္ပဏီကြီးတွေမှာလူတစ်ယောက်နဲ့တစ်ယောက်စကားပြောတဲ့အခါဆက်ဆံတဲ့အခါမှာအဆင်ပြေအောင်ဘယ်လိုလုပ်တင်တယ်ကုမ္ပဏီတွေမပြောနဲ့အင်္ဂလန်နိုင်ငံရဲ့ပါလီမန်အမတ် Westminster မှာပါလီမန်အမတ်100ကျော်အရင်ပိုင်းမှာအမတ်အဟောင်းရောအသက်ရောပေါ့နော်စုပေါင်းဆို100ကျော်ဒီသတိပဋ္ဌာန်ကြီးကိုသူစမ်းသပ်ပြီးတော့သူတို့မှဒီလွတ်တော်ထဲမှာတွေ့ရတဲ့ဖြစ်ရတဲ့စိတ်ဖိစီးမှုစိတ်ခံစားမှုတွေကိုဒီသတိပဋ္ဌာန်အသုံးပြုပြီးတော့control လုပ်လို့ရတယ်ထိန်းလို့ရတယ်စိတ်ဖိစီးမှုနည်းအောင် stress နည်းအောင်လုပ်လို့ရတယ်ဆိုတော့သူတို့တွေ့အဲ့ဒါတို့နိုင်ငံနေလာတာတို့ကနေပြီးတော့တို့စီကဗုဒ္ဓသာသနာလက်ဆောင်ပေးတာသူတို့ကိုဒီလို positive ဖြစ်တဲ့ဟာသူတို့ကိုပြောကြသူတို့နဲ့ပြန်ပြီးတော့ရမ်းမဖြစ်ကောင်းတဲ့ဟာတွေပြောသူတို့က negative ပြောပြရင် positive ပြောပြnegative ပြောတဲ့အရာတိုင်းကိုက positive ဘက်ကနေပြောနိုင်တယ်အခွင့်အရေးရှိဥပမာတကယ်လို့ဘုန်းဘုံကလမ်းလျှောက်တာနှေးတယ်ဆိုတော့ရှင်ကျနှေးလိုက်တာလို့ပြောရင်ဒါ negative အနေနဲ့ပြောလိုက်တာအဆိုးမြင်မာတာနဲ့ပြောလိုက်တာအဲ့ဒါကိုဘုန်းဘုံကတတိလေးနဲ့ချောမလဲအောင်တတိလေးနဲ့ရှောက်နေတာအဲ့ဒီလိုပြန်ပြောတဲ့အခါကျတော့ဒီနှေးတာရှောက်တာပဲသူကpositive ဖြစ်မသွားဘူးလား positive ဖြစ်မသွားဘူးလားဖြစ်သွားတယ်အဲ့လို positive ဖြစ်အောင်တွေးလို့ရတယ်နမောနမမနေဘူးရေးကြည့်အဲ့တော့တခြားနိုင်ငံကလွတ်တော်အမတ်တွေတော့မှအဲ့လိုသတိပဋ္ဌာန်လက်တွေ့ချလုပ်ငန်းခွင်မှာအသုံးပြုနိုင်တဲ့သတိပဋ္ဌာန်ရှင်းနေတယ်ဆိုရင်ဘုန်းတို့နိုင်ငံမှာကျတော့ရိတ်တာက1000ကျော်တယ်သာနာဝန်ကြီးဌာနရဲ့စည်းရင်းရဆိုတနိုင်ငံလုံးမှာရိတ်တာ1000ကျော်တယ်အဲ့တော့ကိုစီကဒီတော်စုလွတ်တော်ရုံမြို့သားလွတ်တော်ရုံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေရဲ့လွတ်တော်ရုံလွတ်တော်အမတ်တွေတတိပဋ္ဌာန်လုပ်ငန်းခွင်မှာတတိပဋ္ဌာန်အသုံးမပြုသင့်ဘူးလားအသိမကြောက်ဖြေတာသိမကြောက်အသုံးပြုသင့်ရလားလွတ်တော်ဖြေချအောင်ပြောလိုက်ပါအသုံးပြုသင့်ရလားနမောနမဖြစ်မှာဆိုလို့ကိုယ်စီကထုတ်တဲ့ပစ္စည်းကိုအသုံးမပြုအောင်မှာကြောက်လို့ကိုယ်စီကတတိပဋ္ဌာန်ခုကံနေစားပြီးပြောတော့ဈေးသွားတာအပြင်ပြောတာနေစားတာနောက်တစ်ခုကကိုအိမ်ထဲမှာခတ်တဲ့အမိုက်ဒီတိုင်းကြည့်တော့ဒီတိုင်းပဲအမိုက်တွေတအိမ်အနေပြီးတော့ထွက်လာတဲ့အမိုက်တွေနဲတာမဟုတ်ပလတ်စတစ်တွေလည်းအများကြီးပဲအခုဘာပဲဝယ်ပလတ်စတစ်တွေနဲ့အရင်တော့လို့ဖက်နဲ့ထုတ်တဲ့ခေတ်မဟုတ်တော့ဖက်ကလည်းရှားသွား
ဖက်နဲ့ထုတ်တယ်ဆိုရင်အဲ့ဖက်ကိုနွားစားသွားလည်းရှိတယ်မြေထဲရောက်သွားတယ်သူကမြေဖြစ်သွားတယ်ပလတ်စတစ်ကြတော့မြေမဖြစ်ဘူးမြေကိုပဲသူကအန်ဒရဖြစ်စီတယ်ဒီဟာလေးတွေသိပ္ပံပညာကသုတေသနလုပ်ထားတာရှိပါရဲ့နဲ့ဒီဟာလေးတွေကိုဂယုမဆိုင်နမွန်နမဲ့နေတဲ့အခါကျတော့ပလတ်စတစ်ကိုအန်ဒရပြန်ဖြစ်ဆိုရင်ပလတ်စတစ်ကိုဒီတိုင်းထားတယ်ဒီတိုင်းလွှင့်ပစ်တယ်အများကြီးလည်းပလတ်စတစ်အမိုက်တွေဖြစ်နေတာသတိမပြုမိဘူးနဲအောင်လည်းမလုပ်အဲ့တော့ပြီးခဲ့တဲ့2 ပတ်လောက်ကအင်ဒိုနီးရှားနိုင်ငံမှာဝေလ9ကြီးတောင်တင်ပြီးတော့တည်သွားတာလေတရင်ထဲမှာဖတ်မိနဲ့2 ပတ်3 ပတ်လောက်အဲ့ဒီ9ကြီးရဲ့ပိုက်ထဲမှာပလတ်စတစ်15 ကီလိုရှိတယ်တရားနာပေးတဲ့ဘယ်နှကီလိုရှိတော့အဲ့ဒါငါးစားတဲ့လူတွေပလတ်စတစ်ပဲပြန်စားမိတာအဲ့အသားထဲမှာပြန်ငါးရဲ့အသားထဲမှာပြန်ပါဒါကတော့တယောက်ထဲကနမွန်နမဲ့နေတာမဟုတ်တော့ဘူးလူသားတရက်လုံးကနမွန်နမဲ့နေကြတာလူတွေမရောက်သေးတဲ့ကျွန်းတွေမှာပလတ်စတစ်အမိုက်တွေရောက်နေပြီပင်လယ်ထဲကိုပြစ်ချတဲ့အခါကျပင်လယ်နဲ့မျောပါသွားပြီးအဲ့ကမ်းတွေရောက်ဒီပြဿနာဖြေရှင်းဖို့အတွက်သူများကိုအာမခိုးတယ်ကိုယ်တိုင်လည်းပါတယ်ကိုယ့်ရဲ့နေပုံထိုင်ပုံ way of life ခေါ်တာကိုယ့်ရဲ့အနေထိုင်ရန်ချက်မှာပလတ်စတစ်နဲ့အောင်ဘယ်လိုလုပ်ရင်ကောင်းမှာတော့ဥပမာအခုရေဘူးတွေလေပလတ်စတစ်ဘူးဒီလိုပလတ်စတစ်ဘူးမသုံးမဲ့နဲ့တစ်ခါသုံးတဲ့ပလတ်စတစ်ဘူးတွေမသုံးမဲ့နဲ့ကြံပြီးတော့ဖြည့်လို့ရတဲ့ပလတ်စတစ်ခတ်ထူထူလေးပေါ်လာတယ်အဲ့ဒါလေးတွေကိုသုံးမယ်ဆိုရင်ကိုယ်စီကနေပြီးတော့ဖြစ်ပေါ်လာတဲ့ပလတ်စတစ်အညစ်အကြေးအမှိုက်တွေလဲမသွားဘူးလားလဲသွားတယ်လဲသွားနောက်ပြီးတော့ plastic ဘူးသေးသေးတွေလုံးမဲ့စမ်းရုံကြလည်းပဲဒီလိုplastic ရေပုံးကြီးတွေဟိုမှာချထားရေပုံးကြီးအဲ့လိုဖြူကြီးတွေအဲ့လိုလုပ်တဲ့ဆိုင်သူကြတော့သူကပြန်ပြီးတော့ဖြည့်လို့ရတာအဲ့ဒါဆိုရင်ဘုံတို့လမ်းပေါ်မှာ plastic တွေ plastic ရဲ့အမှိုက်တွေရော့သွားတယ်ရော့သွားတယ်ဒါဘလောက်မှအားမဆိုင်အောင်နမောနမနေဖို့ပဲလို့တတိလေးကောက်ဖို့ပဲဒါပေမဲ့ဒီတတိမြဲအောင်ဆိုရင်ဘာလို့မှဆိုဒီ plastic ကလည်းဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေအဲဆိုးကျိုးတွေကိုလေ့လာရမယ်သိတဲ့လူကလည်းပဲပြောရမယ်အဲဒါကြောင့်ဘုန်းနဲ့ဒီနေ့နမောနမဲ့နတ်များရဲ့နမောနမဲ့များရဲ့နတ်တွေပါကတိုက်တွန်းလို့ဒီနေ့ည plastic အကြောင်းကိုပြောတယ်ဒီကနေပြီးတော့တရားနာပိဋကများလည်းပဲနမောနမဲ့နတ်များရဲ့တိုက်တွန်းမှုတွေဒီ plastic နဲ့ပတ်သက်တဲ့အသိဉာဏ်တွေဆက်လက်ပြီးတော့ပွားမှာတော့ဘုံဘုံကတိုက်တွန်းခြင်းနောက်တစ်ခုကတော့ဘေးပတ်ဝန်းကျင်ရဲ့သူများအတွက်အမြဲတမ်းတွေးဖို့အမြဲတမ်းတွေးဖို့ကောင်းတာလုပ်တာတော့မှဥပမာအတန်ချက်ဆက်ဖွင့်မယ်ဆိုတာတော့မှဓမ္မမျိုးအတန်ချက်ဆက်ဖွင့်မယ်ဆိုတာတော့ဒါပဲချိန်ရှိပြီးတော့သိစောလို့ရင်လည်းခဏလေးနေအောင်အမခါချိုဆရာတော်ကြီးတို့ခေါ်လာတာရှိတယ်ဒီလူဆရာတော်ကြီးတို့ခေါ်လာတာရှိတယ်နမောနမဲ့ဖြစ်မှာဆိုလို့ဒီပညာရှိသူတော်ကောင်းတွေကဲ့ရဲ့မှာဆိုလို့ဒီနေ့ညဘုံနဲ့ထားလေးမေတ္တာရက်ခင်တရားဖွင့်တာကိစ္စမရှိဘူး
တရားဖွင့်ကိစ္စတရားဖွင့်တာပဋ္ဌာန်းရွတ်တာကိစ္စမရှိဘူးအများအတွက်ရွတ်တယ်ဆိုဒါပေမဲ့သူများအိတ်တဲ့ချိန်ဆိုအတန်လေးရှုပ်ပြီးစာတင်တဲ့ကြီးတွေမှာရောရိတ်သားကြီးတွေမှာရောအဲ့လိုကြေကြေလောင်လောင်ဖွင့်တာမျိုးတွေမလုပ်ဆရာတော်ကြီးတွေလုပ်ခွင့်မပြုဘုန်းတို့စာတင်တဲ့ထဲမှာစာရင်နဲ့ဖြစ်တဲ့ချိန်တော့ဆိုရင်မနေ့စောကြီးထားကြတာလေမနေ့စောကြီးထားပြီးတော့နေ့စောစားပြီးရင်တနားလောက်ပြန်ပြီးတော့နားခိုင်းတယ်ပြီးရင်တနားတော့စား12နာရီတနားကြီးနားတနားနေပြီးတော့ည10နာရီလောက်ကြီးစာဝါဒီဆန်ကြောင်းတွေနဲ့ဒီလိုဆက်လိုက်သွားတာပေါ့12နာရီနဲ့တနားရီတွင်စကားတော့မပြောလို့မရဘူးတခြားအတန်ကတော့ပြောနေတယ်တော့မြတ်စွာဘုရားကတိတ်စိတ်မှုကိုရှင်းမွန်းတယ်ဒါကြောင့်အလေလက်လမ်းစဉ်လိုက်ဖို့အလေလက်လမ်းစဉ်လိုက်ဖို့တခြားနိုင်ငံတွေရှိပါတယ်တခြားနိုင်ငံတွေဘုံဘုံတော်တစ်လောက်ချင်းမဆူပါဘူးမြန်မာနိုင်ငံတွေဒီထက်ပိုပြီးတော့ဆူတဲ့နိုင်ငံတွေအများရောက်ခဲ့တယ်ဒီလိုမဆူတဲ့နိုင်ငံတွေလည်းရောက်ခဲ့တယ်ဒါလောက်မဆူတဲ့နိုင်ငံတွေရောက်ခဲ့တယ်အဲ့တော့အဲ့ဒီလိုဖွင့်နာတွေဒီပဋ္ဌာန်းရွတ်တာတွေရောဓမ္မယုံတွေကနေပြီးတော့တရားတွေဖွင့်နာတွေရောဒါတွေကသူကတနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီရက်ွက်လုံးကိုညှဉ်းညွတ်စေတယ်ဒါပေမဲ့ကိုကနမောနမဲ့ဖြစ်ပြီးတော့အချိန်ကိုသတိမထားမိတာတို့အတန်အတိုးအကျယ်ကိုသတိမထားမိတာတို့အဲ့ဒါမျိုးနမောနမဲ့နေမိရင်ကိုမျောမှန်းချက်ရဲ့တခြားတစ်ဖက်ကိုရောက်သွားတယ်ဒီအချိန်နဲ့တတိတရားနဲ့ဖွင့်တယ်ဆိုရင်လူအားလုံးကိုစုစည်းစေတယ်ဒါပေမဲ့အဲ့လိုမလုပ်တဲ့ခါကျတော့နမောနမဲ့တတိလစ်ပြီးတော့လုံးမိတဲ့ခါကျတော့အတန်အရန်ကျယ်လောင်နေမကောင်းတဲ့လူတွေလည်းပဲအေးရေးဖြစ်တယ်နေကောင်းတဲ့လူတော့မှအေးရေးတော့ပြတ်တယ်အဲ့ဒါမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်နမောနမဲ့မနေချဖို့နော်ဘုန်းတို့လည်းရွတ်ပါတယ်ပဋ္ဌာန်းတွေရွတ်တယ်ပရိတ်တွေလည်းရွတ်တယ်နော်ဟုတ်အတန်ချက်ဆက်တွေပါပြီးဖွင့်တာကိုယ်တိုင်လည်းလုပ်ပါကိုယ်တိုင်လည်းလုပ်တယ်ဒါပေမဲ့ဘယ်ချိန်မှာအတန်ဘယ်လောက်ထိလုပ်တဲ့နဲ့ဘယ်ချိန်မှာကျတော့ဖြင့်ကြောင်းတွင်းမှာပဲကြားရအောင်ဘယ်တွင်မှာကျတော့ဖြင့်အဲ့ဒီရွတ်တဲ့အဆောင်မှာပဲကြားတဲ့နဲ့ဆိုလို့ဒါမျိုးတွေအကုန်လုံးနဲ့တိုင်ပင်ပြီးတော့လုပ်ကြတာပေါ့နောက်တစ်ခုကအများနမောနမဲ့ဖြစ်တဲ့နေရာကတော့ Facebook ကြည့်တယ် Facebook ကြည့်ရင် Facebook နောက်ကိုအဲ့ဒီမှာပါတဲ့ information တွေသတင်းချက်လက်တွေကိုမကြိုက်ဘူးဆိုရင်ကိုယ့်ရဲ့စိတ်ခံစားမှု emotion ကိုသတိမထားမိတဲ့ခါကျတော့အဲ့နောက်ကိုတရွတ်တိုက်ပါသွားတယ်အဲ့ပေါ်မှာတက်ပြီးတော့ဆဲတာတွေလည်းအများကြီးရှိအဲ့ပေါ်တက်ပြီးတော့ဆဲရဲဆိုရင် Facebook မှာတက်ဆဲပြီမယ်အဲ့ဒီအချိန်မှာကိုအစာကျွေးတာကဝင်ပလွေမိမိရဲ့နှလုံးသားထဲမှာရှိတဲ့ဝင်ပလွေအနက်နဲ့အဖြူဘယ်ကောင်ကိုအစာကျွေးနေရလို့အနက်ကိုပဲအစာကျွေးနေတာကြည်တာတော့ Facebook ကိုကြည်နေတာဆဲတာတော့သူများကိုဆဲနေတာဒါမဲ့ကျွေးတာကကိုနှလုံးသားထဲမှာရှိတဲ့ဝင်ပလွေအနက်ကိုပဲကျွေးနေတာဒီဝင်ပလွေအနက်ကပဲကိုယ့်ကိုပြန်ပြီးတော့ဒုက္ခပေးမှာအလွယ်တကူဒေါသဖြစ်တတ်တယ်အလွယ်တကူစိတ်ဓာတ်ကျတတ်တယ်လူငယ်လေးတွေဆိုရင်အဲ့ဒါမျိုးတွေဖြစ်တဲ့ခါကျတော့Facebook ကြည့်တဲ့အခါမှာအဲ့နောက်ကိုပါသွားပြီးတော့မိဘတွေလည်းပဲအလုပ်တွေများပြီးသူတို့ကိုမကြည့်ဖြစ်ဘူးကြည့်တဲ့အခါပြောတဲ့အခါမှာလည်းပဲသူတို့ကိုနားဝင်အောင်ပြောတစ်ခါကျတော့ရှော့လွန်းတယ်တစ်ခါကျတော့တင်းလွန်းတယ်အဲ့ဒါမျိုးတွေပေါ့နော်တစ်ခါကျတော့ကလေးသူတို့အရန်ချင်းချက်လွန်းတယ်အဲ့လိုဖြစ်တဲ့အခါကျတော့မိဘတွေပြောတဲ့စကားထက်တငယ်ချင်းတွေပြောတဲ့စကားသူတို့ကပို့ပြီးတော့နားဝင်တစ်ခါကျတော့အသက်12နှစ်13နှစ်14နှစ်15နှစ်အဲ့ဒီအရွယ်လေးတွေမှာသူကမိဘတဲ့တငယ်ချင်းကိုပို့ပြီးတော့ခင်းတဲ့အရွယ်ဒါဆိုသူ့ဟော်မုန်းကပြောင်းလာလို့ဖြစ်ပေါ်လာတဲ့အရွယ်
Baduma, Malun Sanam. Ejema, Kali Daina, or Lulamus, or independent, to Yajane. To a do some judgene, to a do logene, Aramiri. I know China, Mibangat. A loading young, your monument, and Kokali, a dozen and adolescents of English look for it. The Sajo that when the Wengasa lady, Luju of you, or Wengasa lady. Eche Madruya, emotion development of correct. Say Kangamu, John Labon, go at 3 Hami Bennett, the monument named Mida Kansaro, me Banet, Lavani Charaman. Saga Pura, Deo Pura, Diaka Majachina, Eramirishi. Eramirishi Viro, Ancient Maveniram Yare, Suro, Hope Yasi Alma, Hodo, Chichian, Sergeant is Sergeant and Sergeant and Down, Shooting and Shoot. The two Jaro. Gang everybody quite below. Motorcycle in it. Yeah. Landalani Dani. Aramulation. Drogo. Andre. Nya on lonely malematu. To Miago Andre Nya on lonely malematu. Ta. No more no man. Mibane. Tad mi jaramal. Oh, such sign the chat look to Arani below. Subset Salana. Elevate Danjama Chennai. A Danjama Kalidi, Joundari, Yano, Sia, Malona, Sia, Nelu. Yauke Jown and Jown Pomo. Danjam, the David, Yago, Sia, and Nena, Yazua, Sia Yamajizo. Jownane, Siane, the Choda, Lavirchida, Manyam. Manyam. Pono Nangan in Macao, Thai Nangam. Azua Town is so yin. Say at the Yao, Town, the two Town, Yao Lazy, Mazelashi. Araga Mopata Kalidi and Yashi did the cow. The last second in near Mathaima Biasakan, Kunazakan, Bureau of Janaka, Hoa, the Guardian of Yoga. I don't. Time he also that Pogolima. He Pina Yego Pina Eba don't you let me. But I don't you near. Look at the near Tali Nedway and type 9 and 9 to sit at there. Tari did Nedway. Some chat out of the chapel. A some chat down. People are the Sojuria and Nepal young Yasa. When you joke Margaret as an England and a man. Anayana Jarek has a now better to do. Some jetty, a Marina, to the king. Allow the Mari, labor body, how can it, two body, but how can it? Allow the Mari, she didn't the Tell me between the painted that are 7 and painted that are Adam. Look. Lotek Hajaro. Lotek Hajaro. Thank you, Siwayi. The Falkland Sipway, Argentina and Chile are party. Arajamulo, Siwayi, Chikade, Pina Yima. But the chair that out at Chin, short child at Chinese. Short child at Telma, do go and let take care of home, let take care, also take a look at part. But then he shot it. And I also take it to a Siaria, two go Jambiro. Short child at Jinan said, the land took Janek Hajaro. Do I let take it to Jambiro Sisu? That Luigi de Jive. But take the back on the Pamoka, the Hobaka. When you go, say can ram emotion,
ဘာတွေဖြစ်နေတယ်ဆိုတာကိုနမောနမဲ့နေတဲ့အခါမှာဒီ emotion က negative emotion အရန်ကိုအားကောင်းပြီးတော့အလောက်အထိတတိဝိရိယရှိတဲ့ပုဂ္ဂိုလ်တော်မှာလမ်းမအောင်လုပ်နိုင်တယ်အဲ့ဒါရံဖြစ်သွားတာသူတက်ခဲ့တဲ့ author တက်ခဲ့တဲ့ရံဖြစ်သွားတယ်သူတေးကြီးထိပဲတက်လို့လည်းဒီကမှပြန်မသွားတော့ဘူးနောက်ပြီးတော့ပုံမှန်ဆိုရင် author တက်ခဲ့သူကထွက်တဲ့ဝန်ကြီးချုပ်29ယောက်လောက်ရှိတယ်သူတို့ရဲ့မှတ်တမ်းတွေအဲ့ဒါတက်သူစာရေးတန်းမှာသွားပြန်လှူထားတယ်ဝန်ကြီးချုပ်ကာလာမှာသူတို့လုပ်တဲ့တက်တန်းတွေသူကြတော့မလှူဘူး author တက်သူနဲ့ဆန့်ကျင်တဲ့ကြိုင်ဖက်ပေါ့နော်ဆန့်ကျင်တော့မဟုတ်ဘူးကြိုင်ဖက်ဖြစ်တဲ့ Cambridge တက်သူမှာသူကသွားပြီးတော့လှူထားတယ်အဲ့တော့ဘာပြောတာတော့ဆိုတော့ကိုယ့်ရဲ့ဒေါသကိုသတိမထားမိဘူးနဲ့လေလက်လွတ်လိုက်တာနဲ့တတိလက်လွတ်လိုက်တာနဲ့သမိုင်းမှာဘာကိုရေးကောင်းဆိုတော့ဝန်ကြီးချုပ်မာဂရက်သက်ချာဟာသူ့ရဲ့မိခင်ကျောင်းတော်ရဲ့နဲ့အရန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ဆိုပြီးသမိုင်းကြီးရေးပါပြန်ပြီးတော့ယဉ်ကြားစေတဲ့ reconciliation လုပ်တဲ့စွမ်းရည်သူ့မှာမရှိဘူးဆိုတဲ့အမဲဆက်ကြီးထင်သွားတာပေါ့ပြင်သွားတာဒါကြောင့်နေ့စဉ်ဘဝမှာဘုန်းတော်မိသားစုချင်းစကားပြောတဲ့နေရာမှာဖြစ်ဖြစ်မိဘနဲ့သားသမီးစကားပြောတဲ့နေရာမှာဖြစ်ဖြစ်တတိတရားလေးကတ်ထားဖို့တတိတရားဆိုတာကတော့လွဲအောင်ဆိုရင်စိတ်ခံစားမှုဒီအချိန်မှာငါ့ရဲ့စိတ်ခံစားမှုကဘာလေးပါလဲဝင်ဘလို့အဖြူကိုစာကြွေးနေတာလား positive အတွေ့ဖြစ်နေဒါမှမဟုတ်ဝင်ဘလို့အနက်ကိုစာကြွေးနေတာလား negative အတွေ့ဖြစ်နေတာပါဠိနဲ့ပြောရင်တော့ဝင်ဘလို့အဖြူကိုကြွေးတာယောနိသောမနတိကာရခေါ်တယ်ပြောကြည့်ပါဦးနှခါထပ်ပြောလိုက်ယောနိသောမနတိကာရအကျိုးရှိအောင်ဒုက္ခနည်းအောင်တွေးတတ်တဲ့စိတ်ရဲ့ကျွမ်းကျင်ဒါကိုယောနိသောမနတိကာရဒီယောနိသောမနတိကာရမရှိဘူးဆိုရင်ဘာကုသိုလ်မှမဖြစ်နိုင်ဘူးဘာကုသိုလ်မှမဖြစ်နိုင်ဒီယောနိသောမနတိကာရရှိတဲ့ခါကျတော့သူများလည်းဈေးသွားတယ်ကိုယ်လည်းဈေးသွားတယ်လူတွေဒီလိုပဲဒီဈေးကိုမှီပြီးတော့မိခိုပြီးတော့နေရတယ်ဈေးတယ်တွေလည်းပဲဒီဈေးဝယ်တဲ့လူတွေဖောက်တယ်တွေဈေးလာဝယ်လူတွေကိုမိခိုပြီးတော့နေတယ်ချင်းချင်းမိခိုပြီးတော့နေတာဒီစိတ်နဲ့သွားရင်ဒီအတွေးနဲ့သွားရင်ဈေးထဲမှာကိုကြွားဖို့ဝါဖို့လည်းမလိုတော့ဘူးသူများကိုထင်ကြီးအောင်လုပ်ဖို့လည်းမလိုတော့ဘူးသူများကိုဖြတ်သွားတဲ့အခါမှာနည်းနည်းပါးပါးတိုက်မိတွန်းမိတာလည်းဘာမှကိုယ်စဲထဲမှာမဖြစ်တော့ဘူးဂျပန်လူမျိုးတွေအဲ့လိုတယောက်ကိုတယောက်နည်းနည်းလေးတိုက်မိတောင်းပန်လို့မဆုံးတော့ဘူးလေနှစ်ဖက်စလုံးကချက်ချင်းတောင်းပန်တယ်ချင်းချင်းတောင်းပန်အဲ့ဒီလိုနမောနမဲ့မနေတဲ့လူတွေဒုတိယကမ္ဘာစစ်တုန်းကသူတို့မှားခဲ့တဲ့အမှားတွေတစ်ကမ္ဘာလုံးကသူတို့ကိုရှုံချတယ်တစ်ကမ္ဘာလုံးကသူတို့ကိုနှိမ့်နေသူတို့အခြေခံဥပဒေဒီများနှိမ့်ပြီးတော့ဝိုင်းရေးပေးတယ်ဘုဒ္ဓတိရှိဒါမဲ့ဒီနေ့မှကျတော့ဂျပန်ကိုမုန်းတဲ့လူကသိချမ်းသွားတယ်ဘိုးတို့ငယ်တော့ဂျပန်ကိုငပုဆိုပြီးတော့ခေါ်တဲ့လူတွေရှိတယ်သီရိလင်္ကာနိုင်ငံတို့ဘာလို့သူတို့ဘုံကျဲမှုတဲ့နိုင်ငံတွေအဲ့လိုတွေရှိတယ်ဒါမဲ့ဒီနေ့ကျတော့အဲ့လိုမဟုတ်တော့ဘူးအဲ့လိုမဟုတ်တော့ဘာဖြစ်လို့တော့ဆိုတော့သူတို့ကိုသူတို့ပြောင်းလဲလုပ်လိုက်စိတ်ဓာတ်အနေနဲ့ပြောင်းလဲလုပ်လိုက်တယ်ပြီးတော့ပညာရေးပြောင်းလဲအောင်လုပ်တယ်ပညာရေးမှာအချင်းချင်းလူငယ်တွေတယောက်နဲ့တယောက်အားပေးတတ်အောင် team work ဆိုပြီးတော့အုပ်စုနဲ့အလုပ်လုပ်တတ်အောင်အဲ့ဒါမျိုးတွေသင်ပြီး documentary တခုကမ္
ဘာပေါ်မှာဘာစုတွေရသွားလဲမျိုးစုတွေများရသွားတယ်မူလတန်းကျောင်းဆရာတယောက်သူ့ရဲ့တပည့်လေးတွေကို2 တန်းနဲ့3 တန်းနဲ့အဲ့ကလေးတွေယောက်ျားလေးတွေကြီးပဲသင်ပေးတာတချို့ဟာတွေသူတို့အကုန်လုပ်ခိုင်းတယ်ဥပမာရေထဲကိုဒီကန်ထဲကိုဂျာပန်တော့ကူဖို့အတွက်ဖောင်ဖွဲ့ခိုင်းတယ်ဆိုရင်သူကနီးတင်ပေးတယ်ပြီးရင်ကလေးတွေကအချင်းချင်းတယောက်တည်းလုပ်လို့မရဘူးအချင်းချင်းကူညီရညီညွတ်မှုစွမ်းအားစိတ်ဓာတ်စွမ်းအားကိုသင်ပေးတယ်နောက်ပိုင်းကျတော့အဲ့ဒီထဲမှာကျောင်းသားလေးတယောက်ကစာညံ့လို့လားဘာလို့လားမသိဘူးသူ့ကိုအသင်းထဲကနေဆရာကထုတ်မှာပေါ့သူ့ကိုအဲ့ဒီမှာအဲ့ဝင်ခွင့်မပေးတော့အဲ့လုပ်ငန်းနဲ့ဝင်ခွင့်မပေးတော့အဲ့ဒါကိုကျန်တဲ့ကျောင်းသားတွေကဒီဆရာကြီးကိုကျက်ချနနာပြောတယ်လာပြီးတော့တောင်းဆိုတယ်2 တန်း 3 တန်းမရှိသေးတယောက်ပေါ်တယောက်ကြီးစုဆောင်ရှားစစ်တယ်အဲ့လောက်မြင့်မာတယ်အဲ့လောက်မြင့်မာတယ်လာပြီးတော့ပြောတဲ့အခါမှာလည်းဆရာကိုအရင်တောင်းပန်ပြီးတော့မှသူတို့အမြင်ကိုပြောပြတောင်းပန်တာဒါမယုံမသိပြောမိမှာဆိုလို့ဒါပေမဲ့သူတို့စိတ်ထဲမှာထင်တဲ့ဟာသူတို့ကအရင်ဆုံးဆွေးနွေးပြီးတော့ဆရာကလာပြောတယ်ပြောလဲပြောရင်အဲ့ဒီမှာဆရာကလည်းသူ့ရဲ့အကြောင်းပြချက်ကိုသူပြောပြနောက်ဆုံးကြတော့တန်ခါအားဖျားမဆန်တာတဲ့ဖျားမလွန်တာဆိုတဲ့အတိုင်းဆရာရလည်းပဲဟုတ်တော့ဟုတ်တယ်တဲ့ဒီလိုသတ်မှတ်ထားတဲ့စီးမြင်နဲ့မကြီးလို့သူ့ကိုအမှန်ဆိုရင်ထုတ်ရမယ်ဒါပေမဲ့你တို့အားလုံးကဝိုင်းပြီးတော့အာမခံတယ်ဝိုင်းပြီးတော့သူ့ကိုဆွဲခေါ်မယ်ဒီညညွတ်တဲ့စိတ်ဓာတ်ဒါလေးတွေကြောင့်ငါပြန်ပြီးတော့ရှော့ပြတယ်你တို့တငယ်ချင်းကိုလည်းပြန်ပြီးတော့ခေါ်ပါဗျာမူလတန်းကလေးတွေကိုနမောနမဲမထားဖို့ဘုန်းပြောချင်တာမူလတန်းကအရေးမပါဘူးဆိုပြီးတော့ရှစ်တန်းမဟုတ်ဘူး10 တန်းမဟုတ်ဘူးအစွဲစစ်မဟုတ်ဆိုအဲ့ဒီလိုစိတ်ထားမျိုးရှိရင်ဒါကလေးတွေကိုတင်ကြားနေရမှာနမောနမဲထားတာပဲကလေးကိုစီရောက်အောင်ကျောင်းကိုရောက်လာအောင်နဲတော့မဟုတ်တာမိဘလည်းပဲအများကြီးကြိုးစားတယ်အစွဲလည်းအများကြီးကြိုးစားတယ်ဆရာတွေအများကြိုးစားတယ်ကိုယ်စီမှာရောက်လာတဲ့ကလေးဒီကလေးကိုတော့ကိုညံစွန်းညံစာရှိသလားသင်ပေးကြတာပေါ့ဆရာတွေအများစုလည်းဒီလိုပဲသင်ပေးတယ်ဒါပေမဲ့အတန်းငယ်လို့အရေးမပါဘူးဆိုတာမျိုးကတော့မဖြစ်သင့်ဘူးဂျပန်နိုင်ငံမှာမူလတန်းဆရာတွေကတခြားဆရာတွေလည်းပို့ပြီးတော့ခက်တယ်အရေးချင်းပို့ပြီးတော့ရှိရတယ်ဘာဖြစ်လို့မူလတန်းအဆင့်မှာအရေးကြီးဆုံးမူလတန်းမှာအခြေခံခိုင်သွားပြီဆိုရင်အပေါ်မှာသူ့ရဲ့စိတ်ဓာတ်တွေကောင်းသွားပြီသူ့ရဲ့စီကံတွေကောင်းသွားပြီကျောင်းထဲမှာဒီလိုတွေ့ရအမိုက်ပြစ်တာမျိုးတွေမလုပ်တော့ဘူးတွေ့တငယ်ချင်းတွေကိုကိုညီတတ်တယ်အများစိတ်ဓာတ်ရှိတယ်အများကိုလေးစားတယ်အဲ့ဒီစိတ်ဓာတ်တွေမူလတန်းကလေးသင်ပေးတာဆောင်းတွင်းဆိုရင်အရန်ကိုဟောဖြစ်တဲ့အချိန်အရန်ကိုချမ်းတဲ့အချိန်အဲ့ဒီအချိန်မှာဒီနေ့ခင်းဟိုတင်လောက်အချိန်ဘလောက်လည်းမသိပါဘူးမိနစ်20မိနစ်30လားတနာလားမသိဘူးဒီမူဂျိုကလေးတွေကိုအင်ဂျီချွတ်ပေါင်းပြီးတူလေးပဲကိုခိုင်းနောက်ပြီးတော့ခေါင်းကတော့ခြုံပေးထားတာပေါ့နှွေးအောင်အဲ့ဒါနဲ့နင်းနေတဲ့မှာဆရာမတွေနဲ့ကစားခိုင်းအေးတယ်ခံရအောင်အေးတယ်ခံငယ်ကလေးကစပြီးတော့ဒီလိုဟာမျိုးအသေးစိတ်ရှိတာပကံစီးတာလည်းသင်ပေးတယ်ဒီနေခင်းကြကလေးတွေအဲ့မူတို့ချောင်းမှာသူတို့နားတယ်ခဏအိတ်တယ်ပေါ့အဲ့အိတ်တဲ့နေရာမှာလည်းခါသူစီးနဲ့အဲ့လိုအိတ်တအောင်လုပ်ပေးတယ်ဒါတွေကနမောနမဲမနေလို့တတိဝိရိယနဲ့နေအတွက်ကြောင့်မလို့
လူမရင်နတ်လည်းမတယ်နမောနမဲ့မနေလို့နတ်တွေလည်းမတော့ဒါကြောင့်တိုးတက်တယ်နျူကလ িয়ার လက်စစ်စက်ရုံပြတ်သွားတဲ့ခါကျတော့အဲ့ဒီကနေထွက်လာတဲ့နျူကလ িয়ার အညစ်အကြေးတွေရေထဲကိုရောက်သွားတယ်အဲ့ဒီမြို့မှာရေသုံးလို့မရတခြားမြို့နေပြီးတော့ရေပလင်းတွေဒီလိုရေပလင်းတွေစူပါမားကတ်မှာတွတ်တန်းစီရတယ်တွတ်တန်းစီတဲ့နေရာမှာဘယ်သူမှပြောဖို့မလိုဝယ်တဲ့လူတွေတပလင်းမဝယ်နောက်လူတွေပဲရှိတယ်စားရည်ရတာမရှိအလောက်အထိအသိဉာဏ်ရှိတယ်ဘယ်နေစားတာဆိုတော့မူလတန်းတွေကိုစကောင်းကောင်းမစားသင်ခဲ့တာအများအတွက်တွေးတတ်တယ်ညာဒါကြောင့်ဘယ်လိုငင်းဘယ်လိုဘသူကသူတို့နျူကလ িয়ার ပေါ့ပုံနဲ့သွားကျဲတနိုင်ငံတခုတည်းသောနိုင်ငံနျူကလ িয়ার ပုံချက်ခံရတာဒါပေမဲ့သူခြေထောက်ပေါ်သူပြန်ပြီးတော့ရပ်တည်နိုင်တာဘဝကိုနမောနမဲ့မနေလို့မြန်မာနိုင်ငံသူနိုင်ငံသားအများစုဘုထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်တဲ့ပုဂ္ဂိုလ်များဖြစ်ကြတယ်ဖြစ်ကြသည့်အလျောက်ထေရဝါဒဗုဒ္ဓတရားတော်ကသင်ပေးတာကအပမာရောအမတန်တန်ပမာရောပြည့်စုံတော်မမေ့မလျော့ဘူးနမောနမဲ့မနေဘူးဆိုရင်တော့ဘယ်တော့မသိဘူးလေသာသနာလည်းဘယ်တော့မသိဘူးဘုရားကလောရမဲ့လုံတွေလုံတယ်အန္တရာယ်ရှိတဲ့နေရာမှာဒါဝိုင်းပြီးတော့ဒါစီးတယ်အသိဉာဏ်လေးတွေမရှိတဲ့နေရာမှာစိတ်ပိုင်းဆိုင်အသိဉာဏ်လေးလူမှုရေးပိုင်းဆိုင်အသိဉာဏ်လေးပရဟိတအတွက်စိတ်ထားတွေအများအတွက်ကိုချင်းဆန်တတ်တဲ့စိတ်ဓာတ်တွေမေတ္တာစိတ်ဓာတ်တွေလိုအပ်နေတဲ့နေရာမှာဒါလေးကိုသိပြီးတော့ကိုနမောနမဲ့မနေဘဲနဲ့သင်ပေးရင်အခုဓမ္မစကူးတို့သင်ပေးတဲ့ပုံစံမျိုးဓမ္မရိကဆရာတော်တွေဇာယိတဲ့ဆရာတော်တွေရိတ်တာကကမ္မထနာစရိယဆရာတော်ကြီးတွေစာသင်တိုက်ကဆရာတော်ကြီးတွေဆရာတော်လေးတွေသီလရှင်ဆရာတွေအဲ့လိုကြိုးစားပြီးတော့နေ့မအားညမအားလုပ်နေတယ်ဒီအဲ့ဒီလိုနမောနမဲ့မနေဘဲနဲ့တတိဝိရိယနဲ့လုံးလာနဲ့နေတယ်ဆိုရင်ဒီဗုဒ္ဓတရားတော်ဗုဒ္ဓသာသနာဘယ်တော့မှခွဲနိုင်မဟာပရိနိဗ္ဗာန်သုတ်ထဲမှာမြတ်စွာဘုရားပရိနိဗ္ဗာန်သံဃာနည်းမှာမဂ်ကင်၈ပါးကိုလူတွေနားလည်ပြီးတော့နေ့စဉ်ဘဝမှာအသုံးပြုနေသေးရဲ့ရိတ်တာမှာလည်းကျင့်တယ်ဈေးသွားတဲ့ခါမှာလည်းအသုံးပြုတယ်ကားပေါ်တက်တဲ့ခါမှာဘယ်သူကတော့ဖြင့်အသက်ကြီးရယ်ဘယ်သူကတော့ဖြင့်ကိုယ်ဝန်တယ်ဘယ်သူကတော့ကလေးအဲ့ဒါမျိုးတွေကြီးပြီးတော့သူတို့ကိုဦးစားပေးစမ်းမဂ်ကင်၈ပါးကိုလေ့ကျင့်ကာမသင်္ကပ္ပကရုဏာအခြေခံတဲ့မေတ္တာကရုဏာအခြေခံတဲ့စိတ်ထားတွေရှိတယ်။ကာမဒိဋ္ဌိဟောသူများဒုက္ခရောက်မှာဆိုလို့ဆိုတဲ့အတိမျိုးတွေနဲ့အဲ့ဒီလိုနေရဆိုရင်ဒီနိုင်ငံလည်းဘယ်တော့မှမချရှုံးနိုင်ဘူးဒီသာနာတော်လည်းဘယ်တော့မှမညှိုးမိန်နိုင်ဘူးမညှိုးမိန်ဝင်လေထွက်လေကိုလူအများစုပေါ့နမောနမဲ့ပဲဒီတိုင်းထားကြတာပဲဘယ်သူမှခေးမဆိုင်ရိတ်တာရောက်သွားတဲ့အခါကျမှရိတ်တာပြန်ပြီးတော့သင်ပေးရတယ်အသက်ရှူတာနမောနမဲ့မရှူနဲ့တတိကပ်ပြီးတော့ရှူပါဝင်လေထွက်လေဝင်လေလည်းသိပါထွက်လေလည်းသိပါဒါကိုအာနာပါနတတိခေါ်တယ်mindfulness of breathing အဲ့ဒီလိုခေါ်တယ်အင်္ဂလိပ် mindfulness of breathing အာနာပါနအသက်ရှူတာကိုဒီတိုင်းနမောနမဲ့ရှူတဲ့ခါကျတော့စိတ်ညစ်တဲ့အခါစိတ်ညစ်တဲ့အခါမှာအသက်ရှူတာမဝအောင်ဆိုတာလူအများစုမသိဘူး
နောက်ဒီတိုင်းနေနဲ့ Facebook ကြည့်နေတဲ့ Facebook ထဲကိုပါသွားတဲ့အခါမှာအသက်ရှူတာလုံလောက်အောင်မရှူဘူးဆိုတော့လူများဆိုသတိမထားဘူးအတင်းပြောနေတဲ့အခါမှာအတင်းထဲကိုခါစိတ်တွေဝင်စားပြီးတော့ပြောတာနားထောင်ပေါ်တယ်ပြောအဲ့ဒီအချိန်မှာအသက်ရှူတာပုံမှန်မဟုတ်ဘူးဝင်လေထွက်လေအောက်ဆီဂျင်မြတ်တအောင်လုံလောက်အောင်မပေးဘူးဆိုတာလူအများဆိုသတိမထားဘူးဝင်လေထွက်လေကိုပုတ်ပုတ်ဆောက်ဆောက်ထားပြီးတော့ဒီတိုင်းအဲ့ဒါကြောင့်ဝင်လေထွက်လေနဲ့စပြီးတော့ပြန်ကျင့်ရတယ်ဘဝတန်ဖိုးရှိအောင်လူတိုင်းလက်ကင်ဖုန်းရှိတဲ့အခါကျတော့အင်တာနက်တွေသုံးပြတဲ့အခါကျတော့ဒါလေးတခုကြည့်စေချင်ဒါပေါင်းဆို Oxford တက္ကသိုလ်နေပြီးတော့ဝင်လေထွက်လေကိုကြည့်တဲ့ကျောင်းသားတွေကိုဝင်လေထွက်လေကြည့်ခိုင်းတယ်မြန်မာနိုင်ငံမှာမဟုတ်ဘူးအင်္ဂလန်နိုင်ငံမှာ MISP ဆိုတဲ့ program MISP M က mindfulness တတိယ I က in S က schools P က project mindfulness in school project အတန်းကျောင်းတွေမှာတတိပဋ္ဌာန် project စီမံကိန်းနဲ့တတိပဋ္ဌာန်ရောက်နိုင်ဖို့စီမံကိန်းကျောင်းသားတွေသူတို့စိတ်ဖြစ်စီမှုရှိပြီဆိုရင်စိတ်ဖြစ်စီမှုသူတို့ကင်တွေတတ်အောင်သူတို့ကအဲ့ဒါလေးသင်ပေးတယ်ဘာသင်ပေးလို့ဆိုတော့သူတို့သင်ပေးတာက .b တဲ့ dot ဆိုတာကဒီအဆက်ကိုပြောတာ full stop ကိုပြောတာဝက်ချရေးတဲ့အခါမှာအဆုံးကိုရတော့မယ်ဆိုရင်သူတို့ dot ရေးလိုက်တယ်အင်္ဂလိပ်ကအဆက်တစ်ဆက်ချလိုက်တယ်ပြီးရင် b က x ရ kb မှာပါတယ် b dot ဆိုတာကခဏလေးရပ်ပါတယ်လှုပ်တာလေးခဏလေးရပ်ပါတွေးတဲ့ခဏလေးရပ်ပါပြောရခဏရပ်ပါစာရေးတဲ့ခဏရပ်ပါ10မိနစ်2မိနစ်လောက်ရပ်ပါ B ဆိုတာပါ be present ပြည့်စုံပန်တဲ့မှာနေပါပြည့်စုံပန်တဲ့မှာနေအောင်ဆိုရင်ဘယ်လိုလုပ်မှာဆို B နောက်ပြီးတလုံးက breathing stop and breathe ရပ်ပြီးတော့ဝင်နေထွက်လေရှုပါအလုပ်တွေသိများတယ်ကို10မိနစ်အချိန်ပေးပြီးတော့လုံနေတဲ့အလုပ်ခဏ10မိနစ်ရပ်ပြီးတော့ဝင်လေထွက်လေရှုလိုက်ပါကျောင်းသားတွေကိုအဲ့လိုလုပ်တဲ့ခါကျတော့ကျောင်းမှာကလေးတွေတွေ့ရတဲ့စိတ်ဖိစီးမှုမိဘတွေတော့မှသတိမထားမိဘူးဆရာမတွေကတော့နေ့တူကတွေ့ရတဲ့ပြဿနာပေါ့တချို့ကသူတို့ရဲ့စိတ်ထဲမှာ negative emotion တွေဖြစ်လာပြီးတော့အလိုမကျတော့ဒေါသတွေဖြစ်သူဒေါသသူမကိုင်းမဖြေရှင်းနိုင်တဲ့ခါကျတော့တခြားကျောင်းသားတခြားကလေးတွေကိုသွားပြီးတော့နောက်ဆက်တာတွေသွားပြီးတော့အနိုင်ကျင့်ဘူးလီလောက်တာတွေနေရာတိုင်းမှာရှိတယ်။ကျောင်းသားချင်းချင်းအနိုင်ကျင့်တာဥရောပမှာအမေရိကန်မှာလည်းရှိတယ်။နိုင်ငံတိုင်းမှာရှိတယ်။သူများနဲ့ဒူအောင်မနေဘူးဒူအောင်မဝတ်ဘူးအဲ့ဒါမျိုးဆိုရင်အနိုင်ကျင့်ခံရတယ်။အနိုင်ကျင့်ခံရတယ်။အဲ့ဒီလိုကလေးတွေတောင်မှဗုဒ္ဓဘာသာမဟုတ်တဲ့ကလေးတွေတောင်မှသူတို့နိုင်ငံကဒီလို project တွေစီမံကိန်းတွေလုပ်ပြီးတော့ကျောင်းသားတွေတတိပဋ္ဌာန်သိရအောင်သိပြီးတော့သူတို့စိတ်ကိုသူတို့ပြန်ပြီးတော့ထိန်းနိုင်အောင်ဆိုပြီးတော့ဒီ program တွေလုပ်နေတာနော် Oxford တက္ကသိုလ်မှာလုပ်တဲ့ MISP YouTube ထဲမှာအဲ့ဒါလေးရိုက်ထည့်ရုံနဲ့အများကြီးထွက်လာလိမ့်မယ်ကာတွန်းတွေလည်းထွက်လာတယ်ကာတွန်းမဟုတ်တဲ့ဟာလည်းထွက်လာတယ်ဆရာမတွေပြောတာတွေပါထွက်လာတယ်အဲ့တော့ဒါတွေကတော့ဘာလုပ်တောင်ဆိုတော့နမောနမဲ့နေတဲ့အကျင့်ကိုနည်းသွားဖြစ်နိုင်ငယ်ကလေးကစပြီးတော့နမောနမဲ့နေတဲ့အကျင့်နည်းသွားပြီးတော့တတိတရားနဲ့နေတဲ့အကျင့်များသွားအောင်လုပ်တာခိုင်မာသွားအောင်လုပ်တာတတိတရားနဲ့နေတယ်ဆိုရင်မဟာစနကမင်းသားတို့ဘယ်လိုအခက်ခဲပဲတွေ့စိတ်ဓာတ်မကြဘူးစိ
စိတ်တက်မကြတဲ့လူအဲ့ဒီလူပုဂ္ဂိုလ်မျိုးနမောနမဲမနေတဲ့ပုဂ္ဂိုလ်မျိုးကိုမေခလာလိုနတ်သမီးကလာပြီးတော့ကဲတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကပဲကံကောင်းရေရှိမှသူတို့ကပဲကံကောင်းတိုင်းပြည်လည်းပြန်ရတယ်တိုင်းပြည်ပြန်ရတယ်သူတိုင်းပြည်ကိုလည်းပဲတိုးတက်အောင်လုပ်တယ်နောက်ပိုင်းကျတော့လောကုတ္တရာအမွေဖြစ်တဲ့ယတိဝတ္တာလည်းပဲဝတ်သွားနိုင်ဒါမှစနကဇတ်တော်တယ်အကျဉ်းချုပ်ယူပြီးတော့ပြောတာလုံးလဝိရိယရှိတဲ့ပုဂ္ဂိုလ်မဟာစနကလို့ခေါ်တယ်အဲ့ဒီလိုလုံးလဝိရိယရှိတဲ့ပုဂ္ဂိုလ်မျိုးဟာနမောနမမနေတဲ့ပုဂ္ဂိုလ်မျိုးတွေဒါကြောင့်တို့တရားနာပိဋကများလည်းပဲနေ့စဉ်ဘဝမှာကိုယ့်ရဲ့စိတ်ကိုပြန်ပြီးတော့ဆန်းစစ်နိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါစေကိုယ့်စိတ်ကိုပြန်ပြီးတော့ဆန်းစစ်နိုင်အောင်ဆိုရင်အသက်ရှူတာနမောနမမရှူနဲ့ထမင်းစားတာလည်းပဲအကြိမ်ပေါင်း20-30လောက်ဝါပါအကြိမ်ပေါင်း20-30လောက်ကြာချနနာဝါရဲဆိုရင်စိတ်ထဲမှာညီငွေတဲ့ဒီလိုနမောနမစားလိုက်တဲ့ကြောင့်မလို့ဖြစ်တတ်တဲ့ညီငွေတဲ့စိတ်တွေဒီစားတော့ဒီအရသာလေးကြိုက်ပြီးတော့ဟိုရသာလေးတော့မကြိုက်ဘူးဆိုပြီးတော့အာဟာရဖြစ်တဲ့အစားအသောက်တော်မှာကိုယ့်ရဲ့ရှာနဲ့တိတ်ပြီးတော့မတက်လို့မစားကျင်တော့တဲ့အရာမစားကျင်တော့တဲ့အကျင့်တွေအဲ့ဒီအကျင့်တွေနည်းသွားလိမ့်မယ်ခန္ဓာကိုယ်ကိုတကယ်အားရှိစေမယ်တကယ်ခန္ဓာကိုယ်တကယ်ဂယုဏထားတဲ့စိတ်ဓာတ်တွေအာဟာရခန္ဓာကိုယ်အာဟာရဖြစ်စေတဲ့အစာအာဟာရတွေမိဝဲနိုင်တဲ့ပုဂ္ဂိုလ်တွေမိဝဲတတ်တဲ့ပုဂ္ဂိုလ်မိဝဲတဲ့အကျင့်ရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်လာလိမ့်မယ်အဲ့ဒီလိုဖြစ်အောင်နမောနမမစားဖို့လိုအပ်ပါတယ်အဲ့ဒီလိုနမောနမမစားတဲ့ပုဂ္ဂိုလ်သတိဝိရိယနဲ့စားတဲ့ပုဂ္ဂိုလ်ကြတော့အသက်ရှိအောင်နတ်ဒေဝတွေကလည်းစောင့်ရှောက်ပါတယ်ကဉ္ဉံဝိရိယ၃မျိုးစလုံးကစောင့်ရှောက်တာဟုတ်ဒါကြောင့်ဒီနေ့ညတရားနာပိဋကများအားလုံးမိမိနေ့စဉ်ဘဝမှာမိမိအတွက်ရောပြပဝန်းကျင်အတွက်ရောဒုက္ခနည်းအောင်ဒုက္ခနည်းပြီးတော့မေတ္တာကရုဏာတွေများအောင်နမောနမမနေကြဘူးနမောနမမနေကြတဲ့အတိုင်းနမောနမမနေတဲ့ပုဂ္ဂိုလ်တွေများဖြစ်ကြတဲ့အတိုင်းလောကဓမ္မနထာနာမှာကြီးပွားတိုးတက်ပြီးမိမိအကျိုးသူတစ်ပါးအကျိုးတိုးရသေဖို့နိုင်ပြီးတခါလားကိုယ်တွင်ကိုယ်ပပြည်တွင်ပြည်ပအိမ်တွင်အိမ်ပအစင်းမြင့်သာနာပြုနိုင်ကြတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဖြစ်ကြပါစေ